Malaysia ဘက်က University ကို apply လုပ်ဖို့အတွက်ဘယ်လိုမျိုး qualification တွေလိုအပ်လဲ Malaysia ဘက်က University ကို apply လုပ်ဖို့အတွက်ကိုတို့ University level college level ကိုရှောက်မှာဖြစ်တဲ့အတွက် high school ပေါ့နော်အထက်တန်းတစ်ခုခုပြီးထားဖို့လိုတယ် GED IGCSE O level မြန်မာ10တန်းနဲ့ဆိုလို့ရှိရင်12အောင်10တန်းရှိမယ်အခုလက်ရှိ grade 12စနစ်တစ်စနစ်တန်းဖြစ်မယ်ဒီဟာတွေနဲ့ရှောက်လို့ရတယ်ပေါ့နော်ဒါတွေအပြင်မှာနောက်ထပ်ဒီ pre U level တွေဖြစ်တဲ့ A level တို့ OSSD တို့ပြီးတော့ HND တို့ပေါ့နော်ဒီလိုမျိုး level တွေနဲ့လည်း apply လုပ်လို့ရတယ်ပေါ့နော်ကိုရှောက်ချင်တဲ့ major ပေါ်မှာမူတည်ပြီးတော့မှ entry requirement လေးတွေကွာခြားတာလေးတွေရှိတယ်အနည်းဆုံးတော့ high school တစ်ခုခုပြီးထားဖို့လိုပါလိမ့်မယ်နောက်တစ်ခုကကျတော့အရေးကြီးဆုံးက passport ပေါ့နော် passport ကတော့အနည်းဆုံးတက်တန်း18လပေါ့နော်ကိုသွားမဲ့ intake ကနောက်18လကြာမှုလိုမယ်အဲ့တော့ကိုတို့အလွယ်အားဖြင့်မှတ်ရမယ်ဆိုလို့ရှိရင်2နှစ်ကြာမှုလိုတယ်ပေါ့နော်2နှစ်လောက်ရှိတယ်ဆိုလို့ရှိရင်ကျောင်း apply လုပ်လို့ရတယ် requirement ကတော့ဒီလောက်ပဲတခြား bank statement တွေပိုင်ဆိုင်မှုတွေအိမ်ထောင်စုစာရင်းတို့ဘာလို့ဒီလိုမျိုးတခြား required document တွေဘာမှမရှိဘဲနဲ့ဒီ Malaysia ဘက်က student visa ကလွယ်လွယ်ကူကူပဲဒီလိုမျိုးအောင်လက်မှတ်အမှတ်စင်းတွေ passport ရှိုံနဲ့တင် apply လုပ်လို့ရတာဖြစ်တယ်ပေါ့နော်